ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ချင်းတွင်းမိန်လမ်းမပေါ်မှာပဲဖြစ်ပါတယ်လူတိုင်းကတော့မိန်လမ်းမပေါ်ကမြေခွက်တွေကိုကြိုက်တာပဲမဟုတ်ဘူးလားဒါကြောင့်လို့မိန်လမ်းမပေါ်ကမြေခွက်ကိုကျွန်တော်လိုက်ပြီးမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီမြေခွက်ရဲ့ဒီနေရာကတော့နေပြီးတော့ပုပ္ပတိပြုတ်မင်္ဂလာဒီပါရက်မှာကျွန်တော်တို့ချင်းတွင်းမိန်လမ်းမပေါ်မှာရှိပါတယ်80 60နှစ်ခွက်တွဲဖြစ်ပါတယ်နည်းနည်းစာ80နောက်ကို120အကျယ်ရှိမှာဖြစ်ပါတယ်အုတ်တိုင်း၄ဘက်ပါဝင်ပြီးသားဖြစ်ပါတယ်ဒီမြေအပြည့်စုံပါဝင်ပြီးသားဖြစ်ပါတယ်ကျွန်တော်ချင်းတွင်းမိန်လမ်းမရဲ့လုံးဝလမ်းအခြေဖြစ်ပါတယ်ကျွန်တော်တို့သီးမနိုင်လမ်းအနေပြီးတော့ပုပ္ပတိရုပ်ပတ်လမ်းကိုတဲပေါက်တဲ့မိန်လမ်းမကြီးပဲဖြစ်ပါတယ်ကျွန်တော်အခုပြပေးမယ့်ဒီဘက်ကတော့ကျွန်တော်တို့ဒီမြေကွက်ကြီးပဲဖြစ်ပါတယ်အနောက်လည်းဖြစ်ပါတယ်ကုန်းလည်းမြင့်ပါတယ်နေရာတော်တော်လေးမိုက်ပါတယ်ထွေးဟုတ်ရုံရှိမှရှိတာဖြစ်ပါတယ်ရုံပေါင်းစုံနဲ့အနီးဆုံးနေရာမှာတည်ရှိတဲ့မြေကွက်ဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့ဒီဟာကကိုယ်တိုင်နေဖို့တော့၎င်းစီးပွားရေးလုပ်ဖို့တော့၎င်းလုံးဝအဆင်ပြေစေမယ့်မြေကွက်တစ်ခုဖြစ်ပါတယ်ပေါ်လေးကတော့ချက်သိန်း1100သိန်းဖြစ်ပါတယ်ပိုင်ဆိုင်မှုကတော့နေ့30 gram မြေပြူစားဖြစ်ပါတယ်ဒီမင်းတို့စိတ်ဝင်စားရင်ကျွန်တော် drone အချက်တွေမှာလာရောက်ကြည့်ရှုပေးအောင်ဆုံးဖြတ်ပြီးဝေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်က drone အချက်